အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်က Binary Bit ရဲ့ဒီ original tools တွေထဲမှာစကရေပါထားပြီးသားပေါ့နော်ပါထားတဲ့ဒီ bit in tool လို့ပြောရမှာပေါ့နော်ကျွန်တော်ထပ်ပြီးတော့ plugin တွေပါထပ်ဆင်တာမဟုတ်ဘဲနဲ့ဒီ Binary Bit ကို installation လုပ်လိုက်ပြီးတော့တန်းပါလာတဲ့တဲက selection ဆိုတဲ့tools တွေအကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်တကယ်လို့Binary Bit နဲ့ပတ်သက်ပြီးတော့နားမလည်သေးဘူးမသိသေးဘူးဆိုရင်တော့ကျွန်တော်ရှေ့မှာတင်ထားတဲ့ဗီဒီယိုရှိပါတယ်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာလည်း link ထည့်ပေးထားပါမယ်အဲ့ဒီမှာရင်သွားကြည့်ပြီးမှဒီဗီဒီယိုလာကြည့်ရင်လည်းရပါတယ်โอเคအဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ ribbon bar ကနေပြီးတော့ binary bit ဆိုတဲ့ tab လေးကိုသွားလိုက်ပါမယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကဒီထဲက dongle ဆိုတဲ့ဒီပေါက်ထဲမှာရှိတဲ့ tools တွေအကြောင်းပြောခဲ့ပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော် selection ဆိုတဲ့ tool အကြောင်းပြောပါမယ်အဲ့တော့ဒီပေါက်ထဲမှာပါတဲ့ tools တွေအကြောင်းပေါ့နော်အဲ့တော့ပထမဆုံးဒီမှာပါရှိလဲဆိုတော့ကျွန်တော်တို့က pick ဆိုတာလေးရှိတယ်အလက်ပုံစံလေးနဲ့ပေါ့နော်သူ့ကိုဒီဟာလေးကိုမထောက်ကြည့်ခင်မှာကျွန်တော်တို့ဒီအောက်က pick ဆိုတာလေးနှိပ်လိုက်မယ်ဆိုရင်သူက၄ခုထပ်ပြီးတော့ကြာလာတယ်pick detail element pick model element pick element by parameter value ပေါ့နော်ဒါလေးကနည်းနည်းပို့ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်တို့အသုံးဝင်တဲ့ tool တစ်ခုလို့ပြောလို့ရပါတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ကဥပမာဒီလိုမျိုး selection တစ်ခုလုပ်ရတယ်ပေါ့နော်ဒီလို selection လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမြင်သမျှ element တွေအားလုံးကိုဒီကျွန်တော်တို့ရဲ့ပေါက်ထဲမှာပါလာသမျှ element တွေအားလုံးကျွန်တော်တို့ဒီ selection တွေကိုဝင်လာတယ်ပြီးတော့မှကျွန်တော်တို့မလိုချင်တဲ့ဟာတွေကိုfilter ပြန်လုပ်လို့ရှိတယ်ပေါ့နော်အဲ့တော့ဒီ data လေးကဘယ်လိုကူညီပေးမလဲဆိုတော့ကျွန်တော်တို့ကဒီ pick ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ရွေးချယ်ထားတဲ့ element တွေကိုပဲသူက selection ဝင်အောင်လုပ်ပေးမှာပေါ့နော်အဲ့တော့ဒီတိုင်းရိုးရိုးသွားပြီးတော့ pick လုပ်လိုက်မယ်ဆိုရင်တော့သူကဘာတွေပေါ်လာလဲဆိုတော့အခု pick လုပ်ဖို့ကျွန်တော်တို့ဒါကို click တစ်ချက်နှိပ်လိုက်တဲ့အခါမှာတော့ alignment နဲ့ depth fitting depth ဆိုပြီးပေါ်လာတယ်ဒါဆိုရင်ကျွန်တော်တို့စဉ်းစားမှာဒီသုံးခုပဲကျွန်တော်တို့ဒီ selection လုပ်လို့ရမှာလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးသူ့ရဲ့ tools ကိုကျွန်တော်တို့ဒီ mouse လေးတင်ထားတဲ့အခါမှာသူအောက်ကိုရေးထားတယ်ဒီအောက်မှာဒုတိယစာကြောင်းပေါ့နော် shift click နှိပ်လိုက်မယ်ဆိုရင်ねသူက pick favorite from ကျွန်တော်တို့ဒီကိုကြိုက်တဲ့ဟာကိုရွေးလို့ရသွားမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ shift key ထောက်ပြီးတော့မှဒီဘောကို click ချက်နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီ category တွေပေါ့နော်အများကြီးရွေးလို့ရတယ်အဲ့တော့ခဏတော့ကသုံးခုပဲပေါ်တယ် alignment တို့ကျွန်တော်တို့ဒီမှာdepth fitting depth တို့ဒါတွေပဲပါတယ်ဆိုတာကကျွန်တော်တို့ကခဏကျွန်တော်ဒီသုံးခုပဲမှန်ကြီးချစ်ထားလို့တကယ်လို့မဟုတ်ရင်ကျွန်တော်က a terminal တွေ click ကျွန်တော် uncheck all လုပ်လိုက်မယ်ဒါဆိုရင်ဘာမှ flashing မဝင်တော့အဲ့တော့မှကျွန်တော် a terminal ကိုပဲflashing လုပ်ထားလိုက်မယ်ပြီးတော့တစ်ခါလေးကျွန်တော်ဘယ်ဟာတွေflashing လုပ်လို့ရှိလဲပေါ့ဥပမာကျွန်တော်တို့ mechanical equipment တွေကို flashing လုပ်လို့ရှိလားပေါ့နော်ကိုအကြောင်းဒီဟာတွေကိုပဲရွေးပြီးတော့ flashing လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဖြတ်နေလိုက်မှာเนาะဒါပဲ click ဖြစ်သွားလို့ကျွန်တော် terminal mechanical equipment တို့ဖြုတ်လိုက်မယ်ကျွန်တော် mechanical equipment okay ပြီးတော့ကျွန်တော် apply လုပ်လိုက်မယ်ဒီမှာတော့ဒါပုံမှန်ပဲရှိတယ်သူဘာမှအလုပ်မလုပ်သေးဘူးအဲ့တော့ကျွန်တော်ပထမဒီခါမှာတော့ shift မဖြစ်တော့ဘဲရိုးရိုး click ချက်နေလိုက်မယ်ခါမှာတော့ခဏကျွန်တော်ရွေးထားတဲ့ a terminal or depth fitting ကကျွန်တော်ခဏမဖြုတ်ခဲ့လိုက်လို့ mechanical equipment ပါတယ်အဲ့တော့ကျွန်တော် a terminal ဆိုပြီးတော့ click ထားလိုက်ပါမယ်ပြီးတော့ကျွန်တော်ဒီမှာ select လုပ်လိုက်တယ်ဆိုရင်ကျွန်တော်ဘာတွေကိုပဲသူက flashing ဝင်သွားလဲဆိုတော့ a terminal တွေအားလုံးပဲ flashing ဝင်သွားပါတယ်နောက်တစ်ခုတစ်ခါထပ်နေမယ်ကျွန်တော် mechanical equipment flat မလိုက်ရင်ကျွန်တော် mechanical equipment တွေအားလုံးပဲ flat မှတ်သွားတယ်အဲ့တော့တစ်ခါပဲတော့ရမှာပေါ့နော်တစ်ချက်နှိပ်မယ်တစ်ခါအသုံးဟို category ရွေးမယ်တစ်ခါအသုံးပြုမယ်ဒါပဲရလိမ့်မယ်ဟိုအမြဲတမ်းတော့ဖြစ်မနေဘူးသူကဒီကျွန်တော်တို့ flashing ဝင်ပြီးသွားတယ်တော့သူရဲ့ browser ကပြီးသွားမယ်ပေါ့နော်ဒီမှာတစ်ခုတော့မရဘူးပေါ့ကျွန်တော်စမ်းကြည့်ထားသလောက်တော့ဒီဟာတွေကိုကျွန်တော် a terminal နဲ့ mechanical equipment ဟိုနှစ်ခုပေါင်းပြီးတော့မှ flashing လုပ်ချင်တာမျိုးဆိုရင်တော့မရဘူးကျွန်တော်စမ်းကြည့်တော့အဲ့လိုမျိုးလောက်ထားတဲ့နီးတော့မပါဘူးပေါ့နော်တကယ်လို့များဒီဗီဒီယိုကြည့်နေတဲ့သူကစမ်းကြည့်လို့အဲ့လိုမျိုးနှစ်ခုဖြိုင်းလို့ flashing လုပ်လို့ရတာတွေ့ကြရင်လည်းကျွန်တော် comment အောက်မှာလာပြီးတော့ sharing လုပ်ထားလို့ရတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်တို့ကကြိုက် shift click နှိပ်လိုက်တဲ့ခါမှာကြိုက်တဲ့ category ကိုရွေးမယ်ပြီးရင် selection လုပ်တဲ့ခါမှာဒီ category ပဲပါအောင်လုပ်လို့ရတယ်ပေါ့နော်ဒါလေးတစ်ခုကျွန်တော်တို့ရတယ်ဒီနေရာမှာတော့ဒါကဘာနဲ့တော့စင်တူရိုးမှသွားပြီးတော့ရှိမလဲဆိုတော့ဥပမာကျွန်တော်တို့ကတကယ်လို့များ type နဲ့ဆိုရင်တော့ဒီမှာကျွန်တော် select all instant visible in view ဆိုတာလေးနဲ့တော့သွားပြီးတော့တူတယ်ပေါ့တူတယ်အောင်တော့ရှိတယ်ပေါ့ဒါပေမဲ့ဒါကဘာကိုပြောလဲဆိုတော့ကျွန်တော်က type တူတဲ့ကောင်ပဲရတာပေါ့ type မတူတဲ့ကောင်နေဆိုရင်flashing မဝင်ဘူးပေါ့ဒါမျိုးတော့ရှိတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က80ပဲ selection ဝင်တယ်ခဏကကျွန်တော်တို့ကဒီမှာ a terminal ရွေးပြီးတော့ဒါ
selection လုပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့မှာ105ခုဆိုတော့အခု35ခုလောက်အပိုရလာတယ်ပေါ့နော်အဲ့တော့မတူညီတဲ့ admin နဲ့ type တွေကိုပါတခါတည်းရပြီတယ်ပေါ့ကျွန်တော်ကခဏလို့ right click ထောက်ပြီးတော့ slash or instant နဲ့ရွေးမယ်ဆိုရင်တော့ဒါကတူညီတဲ့ type တွေကိုပဲ selection ဝင်လို့ရမှာပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့အသုံးပြုလို့ရမယ် okay နောက်တစ်ခုကတော့ pick detail element ဒါတော့ရှင်းပါတယ်ကျွန်တော်တို့ detail element တွေရှိတဲ့အခါ selection ဝင်မှာ detail element တွေဆိုတာပါလဲဆိုတော့ကျွန်တော်တို့ဒီမှာနော်လာပြလိုက်မယ်ဘာတွေပါလဲဆိုတော့ tag တွေပါတယ်ပေါ့နော်tag တွေပါမယ်သူကျွန်တော် filter ထဲမှာကြည့်လိုက်မယ်ဗျာသူဘာတွေပါလဲ tag တွေ tag ဟို tag တွေကိုပေါ့ detail element ဆိုတာအလွယ်ဆုံးမှတ်ထားလိုက်မယ်ဆိုတော့ကျွန်တော်တို့ရတော့အဖြစ်အများဆုံးတွေ့ရမှာ tag တွေပေါ့နော် tag တွေအားလုံးကို flashing match နေဆိုရင်ဒါရမယ်ဒါလည်းခဏသဘောတရားနဲ့တူတူပဲကျွန်တော်တို့ကဒီမှာဆိုရင် diffuser tag right click ထောက်ပြီးတော့ slash instant နဲ့မှရင်တော့ diffuser tag တီးသန့်မယ်ရမယ်သူထဲကနေ detail element နဲ့ selection ဝင်လိုက်တယ်ဆိုတော့ကျွန်တော်တို့ကခဏလို့ pipe tag တွေ tag တွေအကုန်လုံး detail element နဲ့ file နဲ့ဟာတွေအားလုံးရမယ်ပေါ့နော်နောက်တစ်ခုကတော့ model element အဲ့တော့ flat ထောက်ပြီးတော့ flashing မှတ်လိုက်ရင်တော့ model ဖြစ်တဲ့ element တွေပါမယ်အဲ့တော့ model မဟုတ်တဲ့ဟာတွေကျန်ခဲ့မယ်ဆိုတော့ကျွန်တော်ဒီမှာ flashing ထဲမှာသွားကြည့်လိုက်ရင်ဒီကောင်တွေကျန်နေခဲ့တယ်ကျွန်တော် filter ထဲမှာသွားကြည့်လိုက်ရင်လည်းခဏ tag လိုမျိုးဟာတွေပါမှာမဟုတ်ဘူးကျန်တဲ့ model ဖြစ်တဲ့ element တွေပါတယ်ဟုတ်ပြီနော် okay နောက်တစ်ခုကတော့ကျွန်တော်တို့ကနောက်ဆုံးတစ်ခုပေါ့နော်pick element by parameter value တဲ့အဲ့တော့ကျွန်တော်တို့တစ်ခုကို flashing ထောက်လိုက်မယ်ဗျာအဲ့ဒါသူကကျွန်တော်ထောက်လိုက်တဲ့ element ရဲ့ parameter value တွေကြာလာတယ်အဲ့ထက်ကနေမှကျွန်တော်ဘာလို့လုပ်ခြင်းလဲဥပမာ system type ပေါ့နော် system type ပေါ့ supply a ဖြစ်တဲ့ကောင်အဲ့ဒါကိုနှိပ်ပြီးကျွန်တော် select လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီလို flashing မှတ်လိုက်တဲ့အခါမှာဘာတွေပဲ flashing ဝင်သွားလဲဆိုတော့ supply a ဖြစ်နေတဲ့parameter ပါနေတဲ့ element တွေကိုပဲကျွန်တော်တို့flashing ဝင်လာတယ်ပေါ့ဒါဒီမှာဖြစ်နေတဲ့ return တွေ XOR တွေဒါတွေမပါတော့ဘူးပေါ့နော်ဒါမျိုးကျွန်တော်တို့ flashing မှတ်လို့ရတယ်ပေါ့နော်ဒါလေးကနည်းနည်းပို့ပြီးတော့အသုံးဝင်တယ်ပေါ့နော်ကျွန်တော်တို့မှာ parameter value နဲ့ခွဲခြားလိုက်ပြီးကိုဘယ်ကောင်တွေကိုဘယ် parameter value ဝင်နေလဲဆိုတာမျိုးကျွန်တော်တို့တခါလေးတန်းပြီးတော့ကြည့်လို့ရတယ်ပေါ့ဥပမာကျွန်တော်ဒါအောင်နှိပ်လိုက်မယ်ဒါဆိုရင် XOR ပေါ့တော့ကျွန်တော်သူ့ရဲ့ system type ကို XOR a select နှိပ်ပြီးတော့ဒီလိုမှတ်ချလိုက်မယ်ဆိုရင်သူကဘာပဲ selection ဝင်လဲဆိုရင်ကျွန်တော်တို့ XOR တက်တွေပဲ selection ရလာမယ်ပေါ့နော်ဒါဒီ tools လေးကကျွန်တော်သုံးပြီးတော့တော်တော်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ set WhatsApp ပေါ့ဒါကတော့ကျွန်တော်တို့ဒီမှာတော့ကျွန်တော်မပြတော့ဘာလို့ဆိုတော့ကျွန်တော် file ခုစမ်းပြနေတဲ့ဒီ sample file ကfile က central file လည်းမဟုတ်လို့ပေါ့နော်ဒီကောင်ကတော့ WhatsApp element တွေပေါ်မှာဘယ် WhatsApp ကိုတက်မှတ်ချင်တာလဲကို select မှတ်လိုက်တဲ့ကောင်လေးမှာကျွန်တော် WhatsApp တွေတက်မှတ်လို့ရတဲ့ဟာပေါ့နော်ဒါတော့ကျွန်တော် skip လုပ်ထားခဲ့မယ်တကယ်လို့များဒီထက်ပိုပြီးသိကျင်လို့ကိုတကယ်ဒီဟာလေးကိုသုံးဖို့လိုတဲ့နေရာမှာတိတ်နားမလည်တာရှိခဲ့တယ်ဆိုရင်တော့ကျွန်တော်လာမေးပေါ့ကျွန်တော်အဲ့ကြမှာcentral file တစ်ခုမှကျွန်တော်လုပ်ပြပေးမယ်ပေါ့နော် okay နောက်တစ်ခုကတော့ isolate element ဒါကတော့ကျွန်တော်ဘာနဲ့တူလဲဆိုတော့ဒီအောက်မှာရှိတဲ့ကျွန်တော်တို့ဒီ isolate category တို့ isolate element တွေတူပါတယ်ဒါပေမဲ့သူကတော့နည်းနည်းပိုမြန်မယ်ပေါ့isolate ကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော် determiner တွေကိုပဲ isolate ထားခြင်းလား flat ထားလိုက်တယ်ဆိုရင် determiner တွေပဲကြံခဲ့မယ်ပေါ့ပြီးတော့ HR ပြန်နှိပ်လိုက်ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ပွင့်လာမယ်ဒါလည်းဒီလိုပဲ shift click ထောက်လိုက်ရင်ကျွန်တော်တို့ဒီမှာ category တွေရွေးလို့ရမယ်ဒါဆိုရင်ကျွန်တော်တို့ဒီအောက် check click လိုက်တာနဲ့ကိုရွေးထားတဲ့ category တွေပေါ်မယ်ပေါ့အဲ့တော့မကြာခဏကို isolate လုပ်ချင်တဲ့ element တွေရှိရင်ဒါကျွန်တော်တို့ဒီမှာအသုံးပြုလို့ရတယ်ပေါ့နော်ဒီ isolate ဟာလေးနဲ့နောက်တစ်ခုကတော့filter okay ကျွန်တော်ဒါကို flat မှတ်လိုက်မယ်ဘာလို့မှတ်လိုက်ပြီးတော့ point repair ကိုသွားပြီးတော့ filter ကိုနှိပ်လိုက်မယ်အဲ့တော့ဆိုတော့အပြင်ရိုးရိုး filter နဲ့ဒီ icon လေးကတော့တူတယ်ဒါပေမဲ့အထက်က tools တွေကမတူဘူးပေါ့နော်ဒီမှာဆိုရင်သူကဘာလဲဆိုတော့ diskette pin element အဲ့တော့သူကဘာလုပ်လိုက်မှာဆိုတော့ pin ထိုးထားတဲ့ element တွေရှိရဆိုရင်အကောင်တွေကိုဖယ်လိုက်မယ်အခုဆိုရင်ဖယ်သွားတဲ့ကောင်တွေရှိမှကျွန်တော်ပြန်ပြီး select မှတ်ကြည့်လိုက်မယ်ကျွန်တော်စုပေါင်းနော်ကျွန်တော်တချို့ကောင်လေးကျွန်တော် select မှတ်လိုက်မယ်ဒီနားအကောင်လေးကျွန်တော် pin ထိုးလိုက်မယ်ဗျာ okay ပြီးရင်ကျွန်တော် select မှတ်လိုက်မယ်ဒါစုပေါင်းကျွန်တော်တို့ဒီမှာ1260ရှိတယ်အဲ့ဒါလေးကိုကျွန်တော် filter ကနေပြီးတော့ diskette pin element လို့ကျွန်တော်နှိပ်လိုက်ရင်ဒီမှာပင်ထိုးထားတဲ့ကောင်လေးဖြုတ်သွားမယ်ပေါ့နော်ဒါမျိုးလေးပေါ့ဒီမှာ mirror element mirror လောက်ထားတဲ့ element တွေကိုပဲကျွန်တော်တို့ဒီ clip လုပ်မယ်တို့ link model မှာ host လောက်ထားတဲ့ကောင်တွေကိုပဲ selection ဝင်မယ်ပေါ့ဒီ diskette ဆိုတဲ့ကောင်တွေကတော့ဖယ်ထုတ်မှာ diskette မပါတဲ့ကောင်တွေကတော့ကျွန်တော်တို့အဲ့ကောင်တွေကိုပဲဒီအဲ့ဒီ diskette မပါတဲ့ဟာတွေကတော့ဒီမှာဆိုရင် element host on link model ဆိုရင်တော့ဒါ host လောက်ထားတဲ့ element တွေကို selection ဝင်မှာပေါ့သူကတော့ selection ဝင်မှာdiskette ကတော့ကျွန်တော်selection ကိုပြန်ပြီးတော့ဖြုတ်တဲ့ဟာမျိုးပြန်ဖြစ်မှာပေါ့နော်နောက်ပြီးတော့ paint element တွေရှိရင်ကျွန်တော်ရမယ်ပေါ့ဒါတွေစမ်းကြည့်လို့ရပါတယ်တိတ်ပြီးတော့ကျွန်တော်အနေနဲ့တော့တိတ်ပြီးတော့အသုံးပြုလေးရှိတဲ့ tools တစ်ခုတော့မဟုတ်ဘူးပေါ့နော် okay နောက်တစ်ခုကတော့ flag flag ကတော့ဒီမှာ
ခဏတော့ကျွန်တော်တို့ကဒီကနေရွေးပြီးတော့ flashing element တွေပါရွေးတယ်ဒီမှာကျတော့သူကဘာလို့လုပ်ရလဲဆို flat or test node တို့ဒါတွေလုပ်လို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီမှာ without tag တက်မပါတဲ့ element တွေကိုကျွန်တော်တို့ flashing ဝင်မယ်ဆိုရင်ဒီမှာ add terminal ဟောနော် flashing ဝင်လိုက်tag ရှိတယ်ကျွန်တော်တို့ဒီမှာဆိုရင် tagging ထိုးထားတာရှိတယ်ဒါဆိုရင်သူ့ကို flashing ဝင်ဒီမှာဆိုရင် tagging မထိုးထားတဲ့ element ဖြစ်နေတဲ့အတွက် flashing ဝင်လာတယ်ဒါမျိုးပေါ့ဒါဆိုရင်ကျွန်တော်တို့ကအလုပ်ထဲမှာtag terminal tag တွေထိုးထားတာဘယ်နှခုကြံခဲ့တဲ့ဟာတွေကိုကျွန်တော်တို့ရှာလို့ရတယ်ပေါ့နော်Okay အဲ့တော့ကျွန်တော်တို့ကဒီဟာ Slack ထဲမှာတခြားဟာလေးတွေရှိတယ် dimension မပါတဲ့ဟာမျိုးတွေစမ်းသုံးကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်လည်းအကုန်လုံးတော့မစမ်းကြည့်ထားဘူးအဲ့တော့ဒီမှာစမ်းပြီးတော့သုံးကြည့်လို့ရတယ်စမ်းရင်းထဲမှာအသိအဆင်မပြေတာတွေရှိတယ်မေးချင်တာတွေရှိရင်လည်းကျွန်တော်ခဏပြောသလိုပဲ comment ထဲမှာပဲဖြစ်ဖြစ်မေးထားခဲ့လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်ဒီအလဲဟာလေးခဏကြော်လိုက်မယ်ဒီလေးခုကိုဒီ copy state ကိုတွားလိုက်မယ်အဲ့တော့ copy state ကဘာလဲဆိုတော့ကျွန်တော်တို့ကတစ်ခါလေးမှဒီfilter တွေကို copy ကူးခြင်းနဲ့ဆိုရင်တော့ view template လောက်ထားရင်တော့ကိစ္စမရှိဘူးဗျာကျွန်တော်တို့က view template ထဲမှာသုံးထားတဲ့ filter တွေဆိုရင်တော့နောက် view တစ်ခုမှလည်းအဲ့ view template ကိုတွားပြီးတော့အသုံးပြုလိုက်တာနဲ့ကျွန်တော်အဆင်ပြေမယ်ဟုတ်ပြီနော်ဒါမှမဟုတ်ရင်လည်း view template အသစ်တစ်ခုဖန်တီးရမယ်ကျွန်တော်တို့ကဒီအပေါ်ကနေတွားပြီးတော့view ကနေသွားပြီးတော့เนาะဒီ create template from current view ဆိုတော့အရင်လောက်ပြီးတော့မှ level 2ကိုသွားပြီးတော့မှအဲ့ create လုပ်ထားတဲ့ template ကိုသွားပြီးတော့သုံးလိုက်မယ်ဆိုရင်ဒါ level 2မှာ level 1ကလို့ကျွန်တော် filter တွေဝင်လာမယ်ပေါ့အခုလို့ကျွန်တော်ဒီထဲမှာ filter တွေရှိရကျွန်တော်ဒီ filter တွေအားလုံးကို remove လုပ်လိုက်မယ်ဗျာ Okay ဒီမှာအကြောင်းမရှိတော့ဘူးပေါ့အဲ့ချိန်မှာကျွန်တော်က view template လည်းမသုံးချင်ဘူးဒီတိုင်းပဲ copy paste နဲ့ filter တွေကူးချင်တာဆိုပုံမှန်နည်းရဆိုရင်ကျွန်တော်အဲ့လိုမျိုး copy လုပ်လို့ filter 2 repeat မှာမပါဘူးပေါ့နော်ဒီမှာတော့ copy state ကိုနှိပ်လိုက်တဲ့ခါမှာသူက၄ခုရတယ်ပေါ့ဒီမှာတော့ကျွန်တော်တို့က shift click သွားထောက်လို့ထပ်ပြီးတော့ရွေးလို့ရတဲ့ဟာမရှိဘူးဒါအသေးပဲဒီ၄ခုပဲကဘာလို့ရမယ်ပေါ့အဲ့တော့သူကဘာတွေ copy ကူးလို့ရလဲဆိုတော့ crop region တွေ copy ကူးလို့ရတယ် visibility and graphic ကျွန်တော်တို့ on off လုပ်ထားတဲ့ category တွေကဟာတွေလုပ်ထားလို့ရတယ်နောက်ပြီးတော့ filter override တွေတုံးပြလို့ရတယ်အဲ့တော့ filter override ဆိုရင်ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ဒါ copy state ကနေနှိပ်လိုက်တယ်ဒီမှာဒီ view မှာသုံးထားတယ် level 1 EVC မှာသုံးထားတဲ့ filter တွေကြားတယ်ကျွန်တော်ဘယ်ဟာတွေ copy ကူးချင်လဲကျွန်တော် check all ဒါယူလိုက်မယ် select filter ယူလိုက်မယ်ဒါဆိုရင်ရအောင်သွားပြီပြီးတော့မှကျွန်တော်ဒီ EVC plan ကိုပြန်သွားမယ် page state ကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာနော်ဒီ page filter တွေကိုဘယ်မှာသူကထားချင်တာလဲပေါ့ခဏကျွန်တော် copy ယူလိုက်တာဟုတ်ပြီ page ကိုသူက view template တွေပေါ်မှာသွားပြီးတက်ရောက်မှုရှိပြီမလားဒါမှမဟုတ်ကျွန်တော်ခုဖွင့်ထားတဲ့ဒီ view မှာလာပြီးတော့တက်ရောက်မှုရှိပြီမလားလို့မေးရပေါ့နော်ကျွန်တော်ကခုဖွင့်ထားတဲ့ view ကိုနှိပ်လိုက်မယ်ဒါဆိုရင်ခဏတော့ကကျွန်တော် delete လုပ်လိုက်တဲ့ filter တွေပြန်ဝင်လာတယ်delete လုပ်လိုက်တဲ့ကောင်တွေပြန်ရောက်လာတော့မဟုတ်ဘူးပေါ့တကယ်တမ်းတော့ copy ကူးလိုက်တဲ့ဟာတွေဒီမှာလာပြီးတော့ paste လုပ်ပေးလိုက်တာပေါ့နော်ဒီလိုပဲကျွန်တော်ကဒီမှာ crop region ဒီလိုထားလိုက်မယ်ပေါ့နော်အဲ့တော့နောက် level 2မှာကျွန်တော်ကဒီတိုင်းကွက်တီတိုင်းလုပ်ဖို့ပုံမှန်တိုင်းဆိုကျွန်တော်ကြည့်ရမယ်ဒီနားလေးမှာ crop region ဥပမာကျွန်တော်ဒီခန်းလေးနားထောက်လေးလုပ်လိုက်တယ်ဒီဟာကိုလည်း level 2မှာလည်းဒီ crop region ကိုကျွန်တော်တို့ဒီနားလေးကိုလာပြီးတော့ထားခြင်းတယ်ခုပေါ့ manually ရွှေ့နေရမယ်ဗျာ manually မရွှေ့ဘဲနဲ့ကျွန်တော်က copy state မှာ crop region ကိုရွေးလိုက်မယ်ပြီးတော့ level 2ကိုသွားမယ် paste state ကိုနှိပ်လိုက်မယ် crop region ကိုရွေးလိုက်တာ ਨੇ သူကဒီနေရာလေးကွက်တီကျွန်တော်တို့ crop region ကိုပြန်ပြီးတော့ဖြတ်ပေးသွားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တော့ပို့ပြီးတော့မြင်မြင်ဆက်ဆန်းလုပ်လို့ရတယ်နောက်တစ်ခုကတော့visibility and graphic ကိုကျွန်တော် copy လုပ်လို့ရတယ်ဒါမှမဟုတ် zoom တွေကို copy လုပ်လို့ရတယ်ပေါ့နော် visibility and graphic ထဲမှာလည်းကျွန်တော်ဘာတွေသုံးဝင်မလဲဆိုတော့ဥပမာကိုကlink တွေပါ model ချိန်ထားရဲဆိုရင်ကျွန်တော် link model တွေမှာ grid line တွေပါဖြောက်ထားရဲဆိုရင်နောက် view တစ်ခုမှာအဲ့လို view template များသောအားဖြင့်တော့ကျွန်တော်တို့အလုပ်ထဲမှာတော့ view template တော့သုံးတာတော့များပါတယ်တကယ်လို့ view template မသုံးရင်လည်းဆိုရင်ဒီ copy state နဲ့လာပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်Okay အဲ့တော့ကျွန်တော်ဒီ copy state နဲ့ paste state ကတော်တော်လေးသုံးလို့ကောင်းပါတယ်နောက်တစ်ခုကတော့ဒီဘယ်နေရာမှာတိတ်သုံးကြလဲတော့မသိဘူးဗျာဒီထဲမှာတော့ဒီ tools တွေပါတော့ကျွန်တော်နည်းနည်းတော့ရှင်းပြအောင်နောက်တစ်ခုကဒီမှာဘာလဲဆိုတော့ memory တို့ memory တို့ပါတယ် memory ဆိုတာက memory read ပြသူကဘယ်လိုလဲဆိုတော့ကျွန်တော်အနေနဲ့ fin ကြကျွန်တော်တစ်ခါမှတော့မသုံးဘူးဒါပေမဲ့ဘယ်လိုချိန်မျိုးမှာသုံးဝင်မလဲလို့ကျွန်တော်ဒီတိုင်း fin ကြည့်တာဥပမာတစ်ခါလေးမှာကျွန်တော်တို့ကဒီ element တွေကိုဒီလိုမျိုးကြောင်းဒီလိုမျိုး terminal လေးတွေကို flashing လုပ်ချင်တာပေါ့နော်ဒီမှာခဏကလို့ terminal တွေအကုန်လုံးလည်းမဟုတ်ဘူးဒီကြိုကြားလေးလို့ flashing လုပ်ထားခြင်းနဲ့လုပ်ထားခြင်းနဲ့အဲ့မှာဒီ flashing လုပ်ထားတဲ့ခါကျွန်တော်တို့ကမေ့ပြီးတော့ဒီဘက်ကိုကြတော့ဒီ control မဖိပဲနဲ့ဒီလို click ထောက်လိုက်ရင်ရှေ့က select ထားတဲ့ဟာတွေအားလုံးကတခါလေးပြတ်သွားတယ်ပေါ့ပြတ်သွားရင်ကျွန်တော်တို့ကဒီမှာprevious နဲ့ select previous နဲ့ပြန်ခေါ်လို့တော့ရတယ်ဒါကလည်းဈားထဲမှာတခြားတစ်ခုကို click မလုပ်ခင်မှာပေါ့နော်အဲ့တော့အဲ့လိုမဖြစ်ဘဲနဲ့ကျွန်တော်တို့ကဒီလိုမျိုး click လေးတွေကို flat မှတ်ချင်တဲ့ကောင်လေးကို flat မှတ်လာရတယ်အဲ့လို flat မှတ်ထားတယ် flat မှတ်ထားတဲ့ဟာကို
မမေ့ခြင်းဘူးဒီဟာလေးတွေကို memory တစ်ခုအနေနဲ့သိမ်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာဘာလိုက်လို့ရလဲဆိုတော့ဒီမှာ m append ဆိုပြီးလုပ်လိုက်လို့လည်းရတယ် m write ဆိုလို့ရတယ် m write ဆိုတာတော့ကျွန်တော်တို့ကလုံးဝအသစ်တစ်ခုပေါ့နော်ဒီကောင်လေး web selection မှတ်ပါဘူးကျွန်တော်လုပ်ပြမယ် m write ကိုနှိပ်ထားလိုက်မယ် m write ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာဘာဖြစ်သွားမလဲဆိုရင်အခုဒီမှာကျွန်တော် m read ကိုပြန်နှိပ်တဲ့အခါမှာဒီကောင်တွေက selection 8ခုပြန်ပြီးတော့ဝင်လာတယ်ပေါ့အဲ့ချိန်မှာတကယ်လို့ကျွန်တော်ကဒီနောက်တစ်ခုကို flat မှတ်ပြီးတော့ m right ဆိုတာကိုထပ်နှိပ်လိုက်ရင်တော့နောက်ဆုံး selection ကဘယ်ဟာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ခုဒီ10ခုပေါင်းထားတဲ့ဟာတစ်ခုဖြစ်သွားမှာပေါ့နော် m read ကိုနှိပ်လိုက်ရင်ဒီဟာပါလာမယ်အဲ့ချိန်မှာကျွန်တော်က okay ဟုတ်ဘူးဒီလေးခုကိုပဲ flat မှတ်မယ် right ကိုထပ်ပြီးတော့ click လိုက်မယ်ဆိုရင်တော့ဒီ m read ကိုပြန်နှိပ်တဲ့အခါမှာသူ flashing ဝင်တာဒီလေးခုပဲရှိတော့မှာပေါ့ကျန်တဲ့ကောင်တွေကိုသူကဖယ်လိုက်ပြီးတော့အသစ် override လုပ်လိုက်သလိုဖြစ်သွားတယ်အဲ့လိုမလုပ်ချင်မဲနဲ့ကိုကဒီလေးခုအပြင်နောက်ထပ်ဒီဘေးကဟာတွေကိုထပ်တိုးလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ flashing ဝင်နေတဲ့အချိန်မှာ m append ဆိုတာနေရမယ်အဲ့ဘယ်လိုနေမလဲဆိုတော့ကျွန်တော်တို့ကဒီမှာဒီထပ်ပြီးတော့ပေါ့နော် and append ဆိုတာထပ်နေလိုက်ပြီးတော့ကျွန်တော်ဒီဘေးကဟာလေးတွေကို control လေးလိုက်မှလုပ်ရတယ် control ပြီးရင်ကျွန်တော်တို့ ဘေးကိုထောက်ပြီးတော့ memory ကိုပြန်နေကြည့်လိုက်ရင်okay sorry မပါလာသေးဘူးကျွန်တော်ဒီတိုင်းနှိပ်လိုက်မယ်ဒီမှာဒီလို flat မှတ်ပြီးတော့ okay ဒီကျွန်တော် memory ကိုနှိပ်လိုက်ရင်တော့ဒီမှာ၄ခုပါတယ်ကျွန်တော်ပြီးတော့ဘေးကိုတစ်ချက် click ထောက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ edit menu နဲ့ကျွန်တော်ထပ်ထည့်ခြင်းနဲ့ selection နဲ့ထပ်ထည့်ခြင်းနဲ့ edit menu လေးကို control နဲ့ select မလိုက်မယ်ဒီဘက်က6ခုပေါ့ပြီးရင်ကျွန်တော် append ဆိုတာနှိပ်လိုက်ရင်သူကခဏ၄ခုနဲ့တစ်ခါတည်းပေါင်းပြီးတော့memory ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့စုစုပေါင်း10ခုဖြစ်သွားမယ်ပေါ့နော်အဲ့တော့10ခုဖြစ်သွားရင်ဒီထဲကို append လုပ်လိုက်တာပေါ့ထပ်ထည့်လိုက်တဲ့ဟာမျိုးကျွန်တော်တို့ Naviworks မှာ append လုပ်တဲ့ဟာမျိုးနဲ့တူတယ်ပေါ့နော်အဲ့တော့ဒီမှာ read လုပ်လိုက်ရင်ဒီ selection တွေကိုပြန်ပြီးတော့ရလာမယ်ပေါ့အဲ့ဒီ selection တွေကိုဘာလုပ်လို့ရလဲဆိုတော့ဒီ memory တွေကနေသွားပြီးတော့save memory as the selection ဆိုပြီးတော့ကြတော့ memory ကိုကျွန်တော်တို့ကselection filter တစ်ခုအနေနဲ့တင်လို့ရတယ်ဒီမှာ check click ထောက်လိုက်ရင်သူကျွန်တော်တို့ filter ထဲမှာသွားကြည့်ရင်ပေါ့နော် VP နှိပ်လိုက်မယ်ကျွန်တော် filter add ထဲမှာသွားကြည့်ရင်အောက်ဆုံးမှာကျွန်တော်တို့ flashing filter ဆိုပြီးတော့တစ်ခုတော့เนาะ flashing filter တစ်ခုအနေနဲ့သူကချက်ချင်းတိဆောက်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာဖွင့်ပိတ်လုပ်လိုက်လို့ရှိရင်ခဏတော့ကျွန်တော်တို့ flashing ဝင်ခဲ့တဲ့ကောင်တွေကိုသူတခါလေး filter တွေကိုထည့်ပေးသွားတယ်ပေါ့နော်အဲ့တော့ကိုတကယ်လို့လိုအပ်တယ်လို့အသုံးပြုလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ memory ကခုချိန်ကြီးတော့ကျွန်တော်ရှိနေတော့မယ်ကျွန်တော် control ကခေါ်လိုက်မယ်ဒီ memory မှာဒီ memory နေတဲ့ဆိုရင်ဒီကောင်လေး flashing မျိုးအဲ့မှာကျွန်တော်ဘာလုပ်လိုက်ဆိုတော့mdetect ဆိုတာလုပ်လိုက်လို့ရတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီကနေခဏဒီဟာလေး select မှတ်ခဲ့တယ်ထင်တယ် selection နှစ်ခုယူပြီးတော့ကျွန်တော်ကmdetect ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော် memory ကိုနှိပ်ကြည့်တဲ့အခါမှာဒီခဏတော့ဒီနှစ်ခုကကျွန်တော်ရွေးထုတ်လိုက်ပြီးတော့ detach လုပ်တဲ့ကောင်နှစ်ခုကဒီ selection တွေကနေဖယ်ထုတ်လိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် clear တော့ရှိသမျှခဏကဒီ read နဲ့လမ်းဖတ်လို့ရတယ် memory တစ်ခုလုံးကိုကျွန်တော်တို့clear လုပ်ပြလိုက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော် memory လုပ်တဲ့အခါမှာဘာမှ selection မမိတော့ဘူးအဲ့တော့ဒါလေးကျွန်တော်အသုံးပြုလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီ selection tool တွေအကြောင်းကို primary ဘက်ထဲမှာပါတဲ့ selection tool တွေအကြောင်းရှင်းပြပေးသွားပါတော့နော်ကဲလို့ထပ်ပြီးတော့သိချင်တာနားမလည်တာရှိရင်အောက်ကဗီဒီယိုက comment ထဲမှာရေးထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်